ဒီနေရာမှာရောက်ရှိလာတာဟာသူတို့အကြမ်းဖက်ဖို့လည်းမဟုတ်သလိုသူတစ်ပါးအနာတရားရဖို့လည်းမဟုတ်ပါဘူးကျွန်တော်တို့ဟာဓမ္မတရားကိုတကယ်ကိုတို့အလေးထားတဲ့လူသားဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဆန္ဒကိုပြသပြီးတော့ဖော်ထုတ်နေတာဖြစ်ပါတယ်ဒါကြောင့်မို့ဒီကနေပြီးတော့ဒီလူရဲများကိုလည်းပြစ်တာရက်ခံပါတယ်ကျေးဇူးပြုအကြမ်းမဖက်ပေးပါနဲ့ဒီနေ့တို့တက်လေးနဲ့ပဲကိုဆန္ဒဖော်ထုတ်ပါဖြစ်ပါတယ်တို့နောက်ဆုံးကြည့်မြစ်တာရက်ခံပါတယ်ကျေးဇူးပြုပြီးမှပြည်သူရဲများပြည်သူစစ်သားများအကြမ်းမဖက်ပေးပါနဲ့ငြိမ်းချမ်းစွာနဲ့Minau polda fan khilin lo de mo Happen deal. Dai den almost it. Dan happen the lockdown. Dai den What?